Hello အားလုံးပဲမင်္ဂလာပါစုပါဒီနေ့စုကတော့တတုတ်က page ကနေရောက်နေ2600နဲ့ရင်44ထိရတဲ့အုံပါပြီးသား top လေးတွေကို style လေးလုပ်ပြသွားမှာပါပထမအဆုံးဒီကျိုးပြဒီဇိုင်းလေးကိုစုက mini skirt neck လေးနဲ့ try ပြထားပါတယ်ဒီလိုမျိုးလေးဝတ်လဲမိုက်တယ်နော်ဒါလေးကဘယ်လိုပဲပို့ပေးဘယ်နေရာပဲပို့ပေးလိုက်ဖတ်တယ် color လေးတွေကလည်းအများကြီးရှိရယ်ရွေးချယ်လို့လည်းရတယ်ရင်44ထိလည်းရတယ်နော်ဒီလိုမျိုးအထက်ကသူ့ရဲ့ပါတဲ့အုံလေးကလေပြစ်လို့ထည့်ပေးထားတာမဟုတ်ဘဲနဲ့ဒီလိုမျိုးအစီးလေးပါတာအတွက်ကြောင့်မလို့သူတို့ခုံနာဘာညာဆိုလို့ရှိရင်လည်းလွတ်ထွက်မသွားဘဲနဲ့လေတိတ်တိတ်ကလေးဖြစ်နေမှာဒီ mini skirt လေးကတော့ဒီလိုမျိုးကျလုံးလေးနဲ့ဝတ်လဲမိုက်တယ်သူ့ရဲ့အသားလေးတွေကဘေးအစီသိမ့်တဲ့အတွက်ကြောင့်မလို့စုဆိုရင်လက်မအောက်ကဒီရင်ဘီးကပေါ့နော်အစီလေးဆိုလို့ရှိရင်ကတ်နေရောပဲအရန်စင်ပြေတယ်ဒါလေးကလည်းရင်44ထိရပြီးတော့ကာလာလိုင်းလေးက4ရောင်ရပါမယ်သူ့ရဲ့ကျိုးတစ်လုံးလေးကအတိုးရှော့လုပ်လို့ရပြီးတော့အထဲကခွက်ကလေးကလည်းလုံးဝအုံအပြည့်နဲ့အသားလေးကအိဖက်နေတာပဲဒီလို top လေးတွေဆိုရင်တော့ဂျင်းမောင်မီနဲ့လုံးဝတွဲဝတ်ဖို့ကိုမေ့လို့မရအောင်เนาะဒီလိုအတွဲဆက်လေးရတယ်လုံးဝမိုက်တယ်စုခုဝတ်ထားတဲ့ကျိုးပြဒီ top လေးဆိုလို့ရှိရင်လည်းလေကက်ကကလေးနဲ့အစီတွေတိမ့်ပြီးတော့တော်တော်လေးကိုကြည့်ကောင်းတဲ့အထင်မှာပါတယ်ဘိုက်ပူတာလည်းလုံးဝမသိတာတော့ကာလာလိုင်းလေးက4ရောင်ရှာပါမယ်သူကအုံကတော့လုံးဝရင်ဘက်ဘေးထိကိုအပြည့်ပါတယ်ဒီဇိုင်းလေးပေါ့เนาะရင်ဟိုက်မွေရတဲ့သူတွေအတွက်ဒီလိုဒီဇိုင်းလေးကိုဂျင်းလေးနဲ့တွဲပြီးဝတ်ပြပေးထားပါတယ်။သူကလည်းအုံပါပြီးသားဆိုတော့ brow wig ဆရာမလို့ဘူးတက်စဉ်းစားဆရာမလို့တော့ဘူးเนาะ။သူ့မှာလည်းကာလာလေးရောင်ရမယ်เนาะ။သူ့ရဲ့အုံလေးကတော့အသားတစ်ထက်ခံထားပြီးတော့မှအောက်ကအုံလေးနဲ့ပါ။ကျိုးပြားကိုမှပခုံးမနာပဲနဲ့ပျော့ပျော့လေးဝတ်ချင်တယ်ဆိုရင်ဒီဒီဇိုင်းလေးယူပါ။ဒီစင်ပေါင်းမီလေးကတော့ဒီတုတ်က page ကပဲရောင်းနေအပွားဒီဇိုင်းလေးပေါ့เนาะ။ဒီဟာလေးလည်းအရန်သဘောကျတယ်။ဒါမျိုးလေးဝင်ရင်လည်းလှနေရောเนาะ။အုံလေးကလုံးဝချက်ကပ်ပြီးတော့လေဘေးစီလေးလည်းတိမ့်နေ။ဘောင်းမီလေးကလည်းခါ40တင်56လောက်ထိကို AC ဝတ်လို့ရတယ်เนาะ။ထွက်ထားတဲ့ကာလာလေးကလည်းအရန်ချစ်ဖို့ကောင်းနေရော။သူ့ရဲ့အုံကတော့အသားနဲ့တစ်ခါတည်းတွဲပြီးတော့ချုပ်ပေးထားပြီးအုံလုံးဝအပြည့်ပါတယ်အသားလေးကလည်းလေအရန်အိဖက်နေတော့ပဲကျိုးကတော့ဆူရှီကပြောသလိုပဲလုံးဝမနာပါဘူး top လေးတွေမှာအကြိုက်ဆုံးဒီဇိုင်းကိုပြောပါဆိုလို့ရှိရင်ဒီဒီဇိုင်းလေးကိုအရန်ကြိုက်တယ်သူကသူ့တိုင်ဝင်အောင်မှာပဲလေလုံးဝအမိုက်စားလေးပေါ့နော်ကွဲထွက်နေရောဒါစုကတော့ဘက်ဂီဂျင်းလေးနဲ့ပေါ့နော်တွဲပြီးတော့ဝတ်ပြပေးချပါတယ်ကလာလေးကတော့3ရောင်မဲရပါမယ်နော်ဒီဒီဇိုင်းလေးကတော့အမြန်လူရမယ့်ဒီဇိုင်းလေးပါရှေ့ကပုံစံလေးကိုမှတိတ်မကွဲပဲနဲ့သူကကျိုးတစ်လုံးနှလုံးဆက်ကလေးပေါ့နော်အဲ့လိုမျိုးကျိုးလေးနဲ့ top လေးကိုပဲစုကဘက်ဂီဂျင်းလေးနဲ့ထွန်းပြထားပါတယ်လိုလေးလေးလှရနော်ဒီကျိုးဒီဇိုင်းလေးကလည်း3ရောင်မဲရမယ်ရှင်သူ့ရဲ့အုံလေးကလည်းရှေ့ရဲ့ဒီဇိုင်းလေးနဲ့တူတူပါပဲအုံပါပြီးသား top ကိုမှရင်ပြက်လေးကြိုက်တယ်ဆိုလို့ရှိရင်ဒါလေးယူပါသူကရင်ပြက်ဆိုပေမဲ့2 way ဝတ်လို့ရပါတယ်ကျိုးလဲတက်ဝတ်လို့ရပါတယ်ဒါလေးကိုစုကဂျင်းလောင်းစကတ်လေးနဲ့ထိုင်ပြထားတာပါကာလာလေးကတော့4ရောင်ရပါမယ်ရှင်သူ့ရဲ့အုံလေးကလေရှေ့ကအုံလေးလို့မဟုတ်ဘဲနဲ့ဘယ်တစ်ဖက်ညာတစ်ဖက်လေးထည့်ပေးထားပြီးတော့စုရှိကပြောခဲ့သလိုပဲပေါ့နော်အစီလေးလည်းတိမ့်ပါတယ်အသားလေးကလည်းအိဖက်ပြီးရမ်းဝတ်လို့ကောင်းတယ်ဒီနောက်ဆုံး top ဒီဇိုင်းလေးကိုတော့စုကစကတ်ကားလေးနဲ့တွဲပြီးဝတ်ပြပေးထားပါတယ်သူကနောက်ကျောပြမွေးရတဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့ top လေးပေါ့နော်အုံပါပြီးသားမို့လို့ bra လည်းဝတ်စရာမလိုပါဘူးသူ့ရဲ့ကာလာလိုင်းလေးကတော့9ရောင်တောင်ရပြီးတော့အသားလေးကလုံးဝဆွဲတဲ့အတွက်ရင်44 46တိ AC တော်ပါတယ်။အော်ပြီးတော့ဒီမှာbody shaper လိုချင်တဲ့သူတွေအတွက်လည်းခါ42ကနေပြီးတော့တင်50ကျော်ထိရတယ်ဒီလိုမျိုး body shaper အသားအီအီလေးလည်းမှာလို့ရပါတယ်။ကဲအခုစုပြသွားတဲ့ဇိုင်းလေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်တော့2600ကျပ်ထင်းနဲ့ရင်44 46ထိရတဲ့ top လေးတွေကို TikTok page လေးမှာလာပြီးတော့မှာယူလိုက်တော့နော်။ကျေးဇူးတင်ပါတယ်တတာ